လူရင်းလူရှိမှာနော်ဆင်တဲ့တိတ်နေတာမင်းတို့ကြည့်ကြရတရားဆိုရင်တုံမခင်းဆိုရင်ချုံမတိတ်ရှိလာတယ်မကောင်းနော်ညောင်းလာတယ်လုံးနေအဲ့တော့လူရင်းလူရှိတယ်အဲ့တော့ဩဝါဒဆိုတော့ဆုံးမမှာပေါ့နော်ဆုံးမဆိုမိုက်တယ်ဆုံးမလိမ္မာပြီးတော့ကိုယ်လိမ္မာဆုံးပါနော်အဲ့တော့ဒီနေ့အဒီကြောင့်လိုက်ပြည့်ဘုဒ္ဓပရဏနာဂဖြစ်တဲ့ဆရာတော်ဘုရားကြီးကိုယူတယ်တော်ပြီးတော့ရှောက်ထားပါတယ်ဗျာဘုရားကြီးတော်ဟာတာပြည့်သုံးပါးရှိတဲ့အတွက်ပရိယပြိပတ်ပြီးဝေးတာသာနာသုံးရမနှက်ဆက်229တော်သိက္ခာထားပြီးတော့လုံးဝတင်းကြောင်းမရှိသေးပါဘူး။ဒါကြောင့်ဘုရားကြီးတော်ရဲ့ပြောဆိုဆုံးမမှုတွေမှာဒေါသတက်တာဒုနာတက်တာအမှားပါပြီးမြစ်တာကြောင့်ပါတယ်လို့ပြောထားပြီးဘုရားကြီးကိုတရားသဖြင့်ပြလို့ပါယူတည်သေးတာတယောက်ထားပါဗျာ။ဆရာတော်ကလည်းဦးသိပြောပြီးတဲ့အခါကျတော့ဦးသိတော်ကဗမာဆရာကြီးဦးသိလို့ဆိုတာဦးသိတော်ရဲ့တရားတိုင်းတရားကြီးခုလုံးပဲကျင်းနေရှင်ပါပဲ။ပြည်တော်တိုက်တော်ဝိညာဉ်နဲ့နှိတ်ကိုထားတဲ့ဒါကပြီးတော့ခေါင်းဆောင်ကစကားပြောလို့ရအောင်ဓမ္မတတ်တဲ့ကဟောဦးသိရဲ့ဓမ္မကြီးတော်နီတာအောင်တကယ်ကိုရည်စည်းရှိတဲ့ဆရာရှာမကြီးဒါကြောင့်ဦးသိပြီးရင်ဉာဏ်နဲ့အစီအစဉ်လေးနဲ့ဆရာကြီးဦးသိဝင်းကိုနော်5မိနစ်စာလေးတတ်လာတဲ့အကြောင်းလေးနော်ဆွေးနွေးကြည့်ပါလို့နောက်စဉ်ဒါတောင်းခဲ့ပါဘုန်းကြီးတွေကတော့ပြောကြတယ်လို့အဲ့တော့ဦးသိလက်ရှိဘုန်းကြီးတွေပြောတဲ့အတွက်ညီမတို့ကပြောလို့တဲ့လေးကိုရကြီးပါလေအကြီးအကဲခါကားပြောင်းနေတယ်နော်ဦးသိနော်ဆရာကြီးဆော့ပြီးတော့တက်နေတယ်ဆိုပေးပါဆရာကြီးတို့ရဲ့တရားလဲဒေသကြီးတလူကြောင့်ပန်းအောင်3မိနစ်တိုင်း3လုံးနဲ့တရားလဲဒေသကြီးရဲ့ဒေသမှာရေလိုသားစကားကမဲ့ကရှိမှာပဲဦးသိနာဂဖြစ်နေတယ်နော်တဲ့ပြီးပါအဲ့တော့လူရင်းတုံးရှင်းပြောမှဆိုရင်ဒီနေ့တို့ပါလို့လေကင်းရိုးသားမျိုးအဲ့ကင်းရိုးသားနှစ်သိကူတယ်ဆိုတော့ဘုန်းကြီးကပြည့်စုံသွားပြီနော်အနေကြီးစိတ်နဲ့ကြီးနော်ရှုတော့ဖြစ်တဲ့ဘုံဘာနဲ့သိရတယ်ရေနဲ့သိရတယ်ရေကြောင့်ဖြစ်တဲ့ရှုတော့အနေကြီးကိုဘာနဲ့သိရတယ်ရေနဲ့လည်းသိရတယ်အဲ့တော့စိတ်ကြောင့်ဖြစ်တဲ့အနေကြီးတွေဒေါသနာမာနကိလေသာသူပြောတဲ့ဘလူသေးသေးမတင်မာရင်ပြောတဲ့စစ်အာဏာရှင်ပုံပေးထားတဲ့အဲ့ဒီစိတ်ဆိုးစိတ်နဲ့ကြံခဲ့တဲ့နှစ်မှာထားပြီးအခုနှစ်သက်မှာနော်မင်းတို့ချစ်တဲ့မင်းတို့လက်ခံတဲ့သူတော်ကောင်းတရား9ပါးနဲ့ပြည့်စုံတဲ့မင်းတို့အားလုံးရှင်းမှာစာတတ်တဲ့စာဝရ BALBS မဟုတ်ဘူးလူမျိုးရဲ့ကိုယ်ချင်းစာတတ်တဲ့ဟောဒီဆရာကြီးဦးသိန်းတို့ဆရာမကြီးတော်ကြီးအောင်လို့ဟောဒီကဘိုးကြီးတွေပြောစီတယ်ဟောဒီကနော်လူငယ်ကောင်းတော့စာတတ်တဲ့ကိုယ်ချင်းစာတတ်တဲ့လူတွေရဲ့နောက်မှာဖြောင်းအောင်လိုက်ဖို့ကလုံးသိမ်းပါအဲ့ဒီလိုစာမတတ်တဲ့လူတွေကြောင့်ဘာသာလဲကိုယ်ချင်းစာမတတ်တဲ့လူတွေကြီးစိုးခဲ့တယ်စစ်အာဏာရှင်ဆိုတဲ့လူစုရဲ့အောက်မှာအခုချိန်ကြီးဝင်ရမောက်ထပ်ရသေးလားမရသေးဘူးမင်းတို့ဒီမိုကရေစီအော်ရဲနဲ့အတန်ပြောင်းဟုတ်ကဲ့လားအော်ရဲနဲ့အတန်ပြောင်းတယ်သိရလားသိရလားမသိပြောင်းပြီးတော့ရှင်းပြတယ်အဲ့တော့နှစ်သိကူအကြောင်းလေးနဲ့ပတ်သက်လို့နော်လိုရင်းလိုရှင်းလေးပေါ့မင်းတို့ရှင်းတာအသက်ပေးတော့တဲ့စောကျော်စင်တီဘုံလေးလို့စောမဦးကြီးတို့ကကြောင်းရတာကြောင်းတော့မှာပေါ့တို့ဒီမျိုးသားတစ်ခုလုံးရဲ့လွတ်လပ်ရေးကိုနော်ဘာရတဲ့လဲဒါမဆိုင်တက်တဲ့ကြားပြီးတောကျော်ကုန်ကြားပြီးတောက်ကြားစနစ်နဲ့မင်းတို့ရဲ့အခုလိုကရင်မျိုးသားအလံနဲ့ကရင်မျိုးသားဝတ်စုံကိုလွတ်လွတ်ကျွတ်ကျွတ်အထဲကိုမရှိဝတ်လို့ရအောင်အဲ့ဒီပုဂ္ဂိုလ်တက်ပြေးခဲ့ကြအဲ့ဒီမျိုးသိတယ်မှာနော်စောကျော်စီဒီမိုးမရစာပြီးနောက်ဆုံးမင်းသက်ဖြစ်တဲ့နော်စောမဦးကြီးထိတို့ကရင်မျိုးသားတွေလွတ်လပ်ရေးရအောင်ဘုန်းကြီးတို့ကဒီပြတ်ပါတာပြတ်အခုတော့ရှိတယ်တို့ကရင်တွေကဘာဖြစ်နေလဲဆိုတော့စိတ်တက်တယ်လောကနဲ့ပေါက်ကြဗမာအော်တော့ကြောင်းကြောင်းကြောင်းကြကရင်အော်တော့ချောင်းကြောင်းကြောင်းကြဆိုတဲ့စကားလုံးကတို့တာတက်တယ်ဗမာရီကအသက်ကြီးကိုလိုတို့လိုပဲရဟန်းဖြစ်တဲ့ကြောင်းကြမှာဘုရားတရားတယ်တို့ကရင်တွေတက်ကြီးတော့မများတဲ့အကြောင်းနဲ့ချောင်းကြောင်းကြောင်းကြမှာဆိုစကားလုံးကတို့ဖိတာတို့လည်းလူတွေတို့ကရင်ဆိုတော့ဗလန်တော်ဝဲပေါက်တဲ့နေရာနဲ့တို့ကရင်ပိုင်းနေတယ်ဝဲခွဲတာမြောက်ပြရဗမာပြည်မှာပြည်နဲ့ဗမာစိတ်လူကြီးတော့တော့ဖြစ်အဲ့တော့ညာကြတဲ့ကလေးတွေဟာလူတော်တွေမတိုးနိုင်အောင်စနစ်စုံတစ်ခုရဲ့အောက်မှာဟုတ်တယ်နော်တကောင်လုံးကြီးကပါလေအမအိုတော့ကြောင်းကြုံကြောင်းကြအေးအိုတော့ချောင်းကြုံကြောင်းကြတို့တမားတယ်အဖိုးကြီးအဖွားကြီးများဘွားလို့စက်တယ်တိတ်ရမှာဒီစကလုံးကိုထောက်တယ်ကြမှာတို့လည်းချက်တော့သူလည်းချက်တာတို့ကရင်ဆိုတာမြင့်မြတ်တဲ့မျိုးတို့ပေတော်ပြောတယ်ငွေတော်ကြီးပို့မင်းမျိုးမင်းနဲ့ဟုတ်တယ်နော်မင်းမျိုးမင်းနဲ့ယာသာမျိုးယာသာမျိုးအဲ့တော့တို့အမျိုးတို့ဘာသာတို့ရဲ့ကရင်မျိုးကရင်ဘာသာကရင်စာပြီးမော်မော်နဲ့တဲ့တန်ဖိုးရှိရဲ့စနစ်စိုးတစ်ခုရဲ့ဝင်းမောထိုးတဲ့အောက်ကရင်ဆိုတာပြောက်မတက်ဖြစ်ဟုတ်တယ်နော်ကျောင်းရမလားကရင်မှာဒီရောက်နိုင်ငံတော်ရဲ့စစ်အာဏာကြီး62ခုနှစ်တည်းကမော်တော်ထောက်မသိတဲ့လူကဒုက္ခ
ရောဟုတ်တယ်နော်ဖြစ်နေလားကိုယ်ခွဲအောင်ချုပ်အလူသေးသေးငတေမာန်ပြောဆိုတဲ့ခက်ကြက်စုပ်ပြတ်တဲ့နှလုံးသားပိုင်ရှင်လူနှစ်စုရဲ့အာဏာယူမှုကြောင့်မင်းတို့တွေငါတို့တွေသူ့အောင်ကြတယ်လူအချင်းချင်းတည်ဆိုတဲ့လူတစ်ခုကတက်တယ်သူတို့ဖြစ်ပစိုးအကွက်သမင်းအပြဲနဲ့လူရောထဲမှာတော့ဒါခုတော့နေရင်ကပြေးလာတယ်ခုနပြောလိုက်ရဲ့နော်ထောင်တော့ပြီးတော့ပတ်စိတ်ကလေးနော်အဲ့ဒီလိုထောင်တော့တော့နော်ကိုမျိုးကိုပါလာကိုရင်ချင်းမပြောက်ပြောက်အခါကြီးရဲ့ဒီမှာတက်ငါကိုယ်လည်းကြည့်တယ်ငါကိန်းနတ်သားကြီးဘတ်သုံးအောင်ဆောင်နေတော့နော်သုံးအောင်လည်းခေါင်းလုံးပြုတ်အမေကကြီးပြေရောမှာသိတယ်မပြောတဲ့ဒီတော့ကိုယ်ကနားတယ်အကုန်လုံးမသိတယ်အဲ့တော့လောကီရဲ့ဆိုတဲ့လူတို့ကအမားကြီးတစ်ပြည်လုံးမှာအမားကြီးတည်နေတယ်ဝိကောကပြည့်စုံပါပြီသူကတက်တာရဘုရားတာရသူကတမတာရဘုရားတာရကင်ရတော့အဖိကအတိတ်ကချုံးချက်ကဘလို့ရင်လွတ်လပ်ပြီးဒီနာကြီးတရားမြတ်တာလူရဲ့လောကဘာသာတရားတွေလူသားလူကိုယ်ရဲ့ပြည့်စုံရဖို့အတွက်ဒီနေ့နိုင်ငံတော်ကြီးကတရိုက်ဥသိစိန်ကခွင့်ပြုထားတယ်လို့ကဘာလာလဲဒီမိုကရေစီကိုပဲဒေါ်လာကောက်တာခေါင်းဆောင်ပြကြအဲ့တော့လွတ်လပ်ခြင်းဒီနာကြီးတရားမြတ်တာကြီးနဲ့လူသားဘာသာနဲ့တကယ်ကိုစာနာသိရှိတယ်တကယ်စာတတ်တယ်မင်းတို့ရဲ့အမေဓမ္မကြီးတွေလည်းဒီဘုံတိဘုရားနိုင်ငံကြီးပြောတယ်နိုင်ငံကြီးပြောနော်တို့ဓမ္မတွေစောက်ပြတ်တဲ့နဲ့မွဲနေတာပစ္စည်းတွေကကျောင်းသင်္ကန်းဆွန်စင်ပစ္စည်းတွေကကတ်ထားတယ်မင်းတို့ရဲ့ဆုံးဖို့စားပြီးဟောဒီတို့ဆရာတော်ဘုရားကပြောတယ်တို့တွေကတရားပေါ်နဲ့တရားကြားမှာရက်ခံနေတယ်မင်းတို့ကြွေးထားတဲ့ဆွန်မင်းတို့ကြွေးထားတဲ့ကောမင်းတို့စောက်ထားပြီးတဲ့ကျောင်းနော်မင်းတို့လှူထားတဲ့အတူပေါ်မှာမင်းတို့တွေစင်းရဲကြတဲ့နဲ့မွဲနေတဲ့နဲ့စောက်ပြတ်တဲ့နဲ့ဘုံနဲ့စောက်ပြတ်တာအဲ့တော့ဒကာနဲ့ဆရာဒီလိုစာနဲ့တွဲပြီးတော့ဟိုက်ကျေးဇူးတင်ဆရာတော်ဘုရားကြီးကျေးဇူးတင်လိုက်နော်ဒါဘာဆိုလဲမနေတော့ဘူးအဲ့တော့ပေးရပြပပြင်ဝဲတာတာနာတော့ရမှာနှက်ဆက်တယ်နော်တို့ခိုင်းနေတာဘုံမဟုတ်ပဲနဲ့တို့လည်းညံ့နော်တဲ့တယ်ပြောတယ်တို့ကြောလည်းတရားလေးလာဆက်ရှိပြော900တယ်ဟိုမှာလည်းခမထွက်ရတယ်ဒီဝင်လိုက်ထွက်လာနော်ဒီမှာလည်းရောင်းအစင်ပြန်ရတယ်ရှိနော်အဲ့တော့ဘလို့အတွက်မင်းတို့ငါတို့တယ်မပြူတမက်တယ်တိမင်းတို့အတွက်သုံးကားပေါ်သားကြောက်လို့ရတာလေးနဲ့မင်းတို့အတွက်သူတွေကနှခါမသိဘူးဟဲ့လို့အော်ပြီးတော့နေရာတိုင်းမှာတိုက်ပြောနော်တဲ့နေရာတို့ပြီးအဲ့တော့တို့ကရှိရသွားတယ်မင်းတို့ကလည်းပစောလုံးလို့တွဲလို့လေးလိုက်မလိုက်တဲ့တယ်ကောင်းလားတဲ့လိုက်ကြမလားတတိယရှိရတတိယဆိုတာဘာလဲတတိယဆိုတာသိတတ်တာကျောင်းဆိုအပေါင်းဆိုအမှားမှန်တို့ရဲ့6ပါတော့ကြိုက်တယ်လိုက်တက်တယ်မိုက်ပါယူတာရေးတိလားအဲ့တော့ပေါ်တဲ့ဟိတဲ့ချတယ်ကမိုက်ပါနောက်တတိဆိုတာသိတတ်တာကောင်းလားဆိုးလားလုပ်တင်လားမှားလားမှန်လားမိမိရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ vibration အုံတော့စာကြရီလို့ဝေနာပိုင်းကတတိအဲ့တော့သူလည်းတော့ပြောပါနဲ့သူလည်းအောက်ပိုင်းပေါ်ပါနဲ့ဟောဒီပြောမယ်ဆိုလို့ရှိရင်62ခုနှစ်တက်လာတဲ့ဘိုးတော်တော်ပြည့်တဲ့တနက်ကြီးပြည့်ခဲ့တာဦးတွေလည်း6စီးခဲ့မင်းတို့ပြင်လူမျိုးတွေငါတို့ပြင်လူမျိုးတွေခက်နေတဲ့လူတွေလုံတော့လေအားတော့လေတေးတွေတို့ရင်ချရတယ်တော့ပါရဲ့လားတေးတွေတို့ရင်ချရတယ်အဲ့တော့ပြန်ပြီးပြောလိုက်မယ်နော်တဲ့တိုင်းကြီးပေါ်လာခဲ့တော့နှစ်ပေါင်းဘယ်လောက်ကြာ62ခုနှစ်ဦးနေဝဲမတက်ခင်ကတို့ပြင်တော်ထားခဲ့တာမဟုတ်ဘူးလားဟုတ်ကဲ့လားစောကျိုးစင်ဒီဝမင်းတို့နော်စောမဝင်းကြီးတို့ကိုရတဲ့ဒါမကလည်းလိုက်တက်တဲ့ဓာတ်မရတော့အထောက်ရှိတစ်ထောက်နဲ့နော်ဒုံးနဲ့တွေ့ဒုံးနဲ့ဓာတ်နဲ့တွေ့ဓာတ်နဲ့ဒီဆိုရဆိုတဲ့ပေါ်ဆက်ရတာဒီဆိုရနော်အခုဒီဆိုရပြောင်းသွားဝတ်နော်အဲ့တော့မှာအဝတ်တွေပြောင်းသွားပြီနော်လူတွေတော့ပြောင်းလည်းမသိဘူးပေါ့နော်အဲ့တော့တို့ရဲ့ကြည့်ခဲ့တက်ခဲ့တော်လာခဲ့တာလူတွေမဟုတ်စနစ်ကိုတော်လာခဲ့ဟုတ်ကဲ့လားစနစ်ကိုတော်လာတာကိုတော်လာစနစ်ကိုတော်လာခဲ့တာကိုချိန်ကြီးအဲ့ဒီစနစ်ဆိုးကြီးကရှိတယ်ရောရှိတယ်လို့ရှိတယ်ဟုတ်ကဲ့လားမင်းတို့ဒီလိုဝိဇာရပြီလားလွတ်လပ်ခြင်းဒီကကြီးတရားအခုပဲမင်းတို့ဒီဘာတွေမှာတတိယပြီးဆရာကခုနလျှောက်တော့ကြီးကလေးကအင်းနေချောင်းနေမြောင်းနေဒါတွေမှာဘုန်းကြီးမရှင်းပြလိမ့်အဲ့တော့ဒီလိုအားကျွေးသူကအားမြဲအာရမဝါဒဓမ္မတွေကြောက်အာရမဝါဒတွေကြောက်နေပြီလူလောကကြီးကဘယ်တော့မှမလာဘူးဘယ်တော့မှမလာဘူးအဲ့တော့ခုနပြောတဲ့စာတက်တဲ့ကိုချင်းစာတက်တဲ့လူမင်းတို့ရောပါလဲဥစ္စာသူကစာတက်တဲ့ကောင်မရစာမရတဲ့ကောင်တို့ပြောချင်းလူ20လောက်တန်းစီလာပန်းတော့တကယ်တော့ဝိုင်းမှုအခုပါလဲမလို့တန်းတော်မျိုးနဲ့ငါမလို့ရဘူးခုပြောင်းလာတယ်ငါပြောင်းမှာတဲ့ပြောပြီးတော့ပြင်ပေါင်းစုဘိုးကြီးတွေပြောတယ်ပုံမှန်ဆက်ရှိတယ်ခံဘာလို့လဲဖားနေအားလားဖမ်းကန်ဆိုရှင်ပြားလဲတန်းအောင်လို့ပါအဲ့ဒါလိုပြက်နေနေဖမ်းတာလည်းတော့တော့နော်ဟောပြန်တော့တော့ကဒီလိုတေခံနေနေတာဦးရဲ့တဲ့ဒုနာမယ်ဦးရဲ့တဲ့ဟာ
ရောက်ငငယ်ရောက်ဖက်ချောနေမှာနော်ဦးရတဲ့ပြန်ပြီးနော်ဦးရတဲ့အဲ့ဒါကတော့ဗရန်ဇက်ရုံးမှာစက်ကက်အဖေနာမည်ဦးမောင်တင်အမေနာမည်ဒေါ်တော့မှတ်ပုံနေနာမည်ဒီအတူကြောက်ကို488နေရဘလူးပြမျိုး7ရက်အတွက်9လမ်းအမှတ်380တဲခံကြီးဆိုကြည့်အဲ့တော့ဦးရအကြောင်းဆိုတဲ့ဒီနေ့ညမှာစာပြီးဟောရတဲ့ခုခင်တော်ဆိုရင်ဒီတန်းလေးပါပါမယ်ခင်တော်ကြီးဖတ်ဖို့ကြတယ်ခင်တော်ဆိုရင်အာရမတွေလောက်ပါလေငါလာဖမ်းတာတော့ပြန်လို့တော့ကျွန်တော်ငါ့ကိုဖမ်းမယ်ဆိုပြီးတော့ဝရမ်းထုတ်နော်အေရမီးတင်တယ်အောက်မှာမရေပိစာမိတ်တာသူရဲ့အပယ်လေးကိုအောက်နော်မဟာတမနာယောဂီကသိသောကာလတော့ဒီအိရှိတော့ထပ်တော့တာဒီလည်းပိုးတယ်ဖြစ်သွားတယ်ခရောဒီရဲ့ကြီးတော်ဖိသမဓာတ်တွေနဲ့အာရာရှိစစ်ဆိုးရလူတစုကိုပင်အောင်ခုတယ်အာရမသမားတွေလည်းတပုံတိုးတာကျွန်တော်တို့ငါကြားနေတဲ့ဒီကိုက်ရေဟုတ်တယ်ချောတယ်တို့တွေပြောပြီးဒီလိုမပြောဘူးဗမာပြည်အောင်ပြောတာအဲ့တော့မင်းတို့အတွက်သူရိယအသက်ပါလိမ့်မယ်အဲ့တော့ဘိုးကြီးတို့ဖက်လိုက်တော့ထောင်ပြိုးတယ်နော်ဒီမှာဆရာကြီးတော့မှလည်းဒီတရားလေးကြီးပဲသူ့မနာဆိုတရားလေးကြီးပုံမှန်78သူပုံမှန်900အဲ့တော့တို့တွေတော်တော်ကြီးအပင်မခံနေတာဘယ်သူမှချက်လာဘူးတို့နှလုံးသားထဲမှာတို့မျိုးတို့ပါလားတို့တာတို့ရင်ပြင်းဒီနေ့တဲ့ဒီကံတော့အားလုံးတူးညီသူတမတ်ကိုတမတ်ဖြစ်သူတစ်ချက်ကိုချက်ဒါကြောင့်ဒီစကားကြီးပြောတယ်အဲ့တော့တို့ပြည်သူပြောတယ်အရင်ကဘိုးကြီးပြောလို့ပဲခန်းခန်းညာစိတ်ပြောလိုက်ပါဟုတ်ပြီနော်တို့လည်းလူပဲဆိုတဲ့လူကိုပြေးပါရဆိုတဲ့နော်အပေရန်သူသားဆိုတဲ့ခေါင်းကြီးတစ်ခုကိုတို့အုပ်ဆိုတာအဲ့တော့တို့ကလွတ်လပ်ခြင်းညီနာခြင်းတရားများတာဆိုတဲ့လောကဘာသာတရားတွေအောက်မှာလူသားပြောဖြစ်တော့လူကိုတို့လည်းရမယ်ဆိုတဲ့အသိနဲ့နှလုံးထဲမှာအမှန်ကစိတ်ထားမကြောက်ပါနဲ့အားမရပါနဲ့ကြောက်ပြီးကုန်ပါအဲ့ကြောက်ပြီးကုန်ပြီလားကဲတော့ကြောက်ပြီးကုန်ပြီလားဟုတ်ပြီဟုတ်ပြီဘယ်ကြီးရောက်ဆိုအခုဘယ်ကြီးရောက်ဆိုဘယ်ကျတော့ဘာကြီးရောက်ဆိုမင်းတို့အဆုံးမဆိုရင်ငါလည်းတော့ခြေသွားတယ်ဒီကဘာကြီးရောက်ဆိုတေရောဟဲ့ရောက်လို့ကတော့ရောက်အခုပြောက်ကြီးရောက်လာဘာတွေကြောက်လဲလေတွေကြောက်အေးတွေကြောက်ချောင်းတွေကြောက်နောက်တိုင်းတွေကြောက်ဘိုးဘိုက်တွေကြောက်တောက်တာဟုတ်တာလားမဟုတ်ဘူးအဲ့ဒါမှငါမကြည့်လို့ဆိုတော့မင်းတို့အသားနဲ့အပိတ်လာမယ်ပြေးလိုက်ကြတော့နော်ကြောက်ကြီးကဘိုးတော်ကဒါလေးငါးလေးတွေကိုကေစားတဲ့ကြောက်ကြီးမဟုတ်ဘူးကြောက်လက်တဲ့ပစ္စည်းအချိုလက်တွေနဲ့တိရစ္ဆာန်တွေကိုခါရရင်အမဲနဲ့ဝါကြီးကစိတ်စားတဲ့ကြောက်ကြီးပြောတာဘောင်းပြီးဝေးလာရင်ကြောက်ရတဲ့ဖြစ်ကိုပြောတာတရုတ်မကြီးဘောင်းပြီးဝေးလာလဲကြောက်ရတယ်ကလမာကြီးဘောင်းပြီးဝေးလာလဲကြောက်ရဟုတ်ဘူးလားအကြောက်စနစ်ကိုပြောတာထောင်လိုက်ရတော့ကဘယ်လိုပေါ်သွားတယ်များပါပဲဂျပန်ကိတဲ့ဆိုအင်္ဂလိပ်ကိတဲ့ဆိုဟုတ်တယ်နော်မိနေရဒီများတိုင်းကလာပြီးကိုယ်မျိုးမဟုတ်တဲ့ပြေအုပ်ချုပ်တာကျိုးတော်လည်းမပြောက်အဘာဝသမိုင်းဘာဝပြလိုက်ပြီးမြေဝမြောက်တယ်မပြောက်အခုအားလုံးကဘာကြံဟမ်အမေရိကန်နိုင်ငံကြီးဟာကျိုးတဲ့ရနာဆန်တော်ဖက်မတီကိုပဲလက်နဲ့ဘောဆွေးငွေချစ်အထူးတိုက်တယ်မြေဝမြောက်ပေါ်ရှံပြေးပါတယ်အမိညာနိုင်ငံကြီးကတောင်းပါလေလေဆန်ကြီးကညာတဲ့ဝင်ကြီးလို့စတယ်ဒီနေ့ဗမာပြည်ကအခုဘာဖြစ်သွားလဲဘာဖြစ်သွားလဲအောက်ကအဖေကဆတ်ဆိုင်တာနဲ့ဗလာစီယာလေးတယ်ကိုကြီးမင်းတို့ကဘာပဲလူသားပဲကိုမျိုးအရှိတယ်ကိုပါအရှိတယ်ကိုတာလာရှိတယ်ကိုတိုင်းရှိတယ်မင်းတို့ကလည်းပါစတဲ့ကလို့ရရဘူးဆိုဆိုရင်းနေပါမယ်မင်းတို့ရေလာတော့ရင်းတဲ့နှလုံးသားနဲ့အသိဉာဏ်တက်ခုမှတိုက်ဘိုးကြီးတို့တိုက်ဘယ်တော့တိုက်စနစ်ကိုတိုက်တို့ဒီတိုက်တို့ဘောကပြောင်းမှမရှိဟုတ်တယ်နော်စနစ်ကိုတိုက်တို့ပါလေတိုက်တို့ကလည်းပါအဘမင်းတို့သိဖို့အဲ့ဒါနော်တို့မှပါစက်တယ်အဲ့ဒီပါစက်တက်တက်အမှန်တရားလေတို့ကလည်းပြဿနာအချိန်လေးပေါ်မှာတက်သူရနေလို့ဟောတော့ဦးသိန်းတာတုံးတာအဲ့ဒါဖယားသားအဲ့ဒါကျောင်းဟောတာစေတာတို့ကိုရတယ်မာလာလေးတော့ဟောတာလေးတော့တတ်လို့ဆိုကျိုးပေးလိုက်ဒီတော့အားလုံးကောင်းလို့ဆိုရင်သူကပြောပြီးရင်းပြီးတော့လက်လေးဆိုပြလိုက်အဲ့ဒါငါစိတ်တက်နော်တို့ချင်းလည်းတွေးခွဲတာပဲနော်ငါကွန်ပျူတာလျှောက်တင်တာကငါလည်းရောင်းစားလို့ဘုံနဲ့ငါပြဘာလို့ပြောသူတွေကမလုပ်သေးသူတွေကလုံးဝသိက္ခာမကြသိက္ခာဆိုတာသိတာသိက္ခာမှာကြမခံနိုင်ကြငါကောင်းနေတယ်ငါတိုင်းကောင်းတော့မင်းတို့ကရင်တွေကောင်းနေတယ်ကရင်တိုင်းကောင်းတော့မင်းတို့ကရင်တွေပထိုးချဖို့အများကြီးခိုင်းရကောင်းနေတာကရင်တိုင်းကောင်းမှာကောင်းတယ်တို့တိုင်းကောင်းတို့လူမျိုးတွေတို့ကရင်လူမျိုးတွေတို့ဘာသာတို့စာတွေအခုပြောပါလို့တော့ရင်တော့ကောင်းတယ်အတိရပါလားမပြတ်ဘူးအဲ့တော့တို့စာတွေမပြောက်တို့ရည်ချင်းမှုတွေမပြောက်တို့ဘာသာတရားတွေမပြောက်စောက်စောက်တို့ဝိတယ်တွေစားစားဝိတာနော်ဘာရင်ဒီရွေးဝိထားတယ်တော့နော်ပြေတော့ဘလို့ခေါ်ရင်မင်းမတွေ့သဘောတော့အဲ့
အဲ့တော့ဘလို့ပဲပြောပြောအဲ့ဒီလူတွေကောင်းအောင်လေမင်းတို့လုပ်လို့ရအဲ့ဒီတို့တော်လည်းမရှိတဲ့ဘုံကြီးကအမတ်တောက်ကမင်းတို့လာဖြုတ်လို့မရဘူးအဲ့ငါးသားတွေဟိုတိုင်းများနဲ့ပေါ်လာလို့အင်းကြီးကပြောလွတ်တော့အဲ့ဒီတို့လည်းအာဏာရှိပါဆိုရင်ခင်ဗျားတို့ရွေးချယ်ပြီးတော့ထားတယ်ဆိုရင်ခင်ဗျားတို့ရွေးချယ်တော့ဟုတ်တယ်ဘာလဲမှမသိကြဘူးနော်နာဂိကုံနေကြတယ်မှာမကားလေးအနောက်တက်တဲ့ကမ်းမှာစစ်ကအောင်ဝဲပြီးတော့ဒါကဥပဒေဘုံမရှိတာအဲ့ဒါဟုတ်ဒါတွေကတိုင်းပြည်ပေါ်မှာပါလာပြီးတော့ဒါလေးတွေကဒါတော်သူတွေဆိုတာဘူးလာမှာပူလာပြီးကံတော့ပြန်ရက်ကျုံလို့ဘူးတပြေးပြေးတော့ရက်ဟုတ်တယ်နော်အခုတို့တော်လည်းပြန်ပြောမယ်ဆိုလို့ရှိရင်ခရိုနီနဲ့ဆက်ဆက်နေတဲ့အင်အားကြီးရဲ့နော်အာရမကဘောင်းရင်းကကြီးလို့ရအဲ့ဒီဘောင်းရင်းကလည်းပယ်သွားဗမာပြည်ပြန်သွားပြီကောင်းရတဲ့ဥစ္စာဗမာပြည်ကလည်းတော့တယ်ဒီဘိုးကြီးတစ်တက်ကိုဒီလိုနေတာအဲ့ဒီတို့တော်လည်းကကြားကဆက်များလာပါလားမျိုးနော်ခရိုနီအယောင်ပြောပြီးပွားချွတ်ဓာတ်ပြီးကိုထိုင်နေအောင်သူတို့လုပ်နေတယ်လုပ်နေတယ်ချိုးဆွဲနေတယ်ဒီဦးတွေဒီလူတွေကိုဘိုးဘက်ကလူလူကမြောက်နေတာမဟုတ်ဘုန်းကြီးကတရားတရားရအခုပြောနေတရားရအားလုံးတွေပြောနေတာဓမ္မတွေပြောဓမ္မဆိုတာမှန်ကန်သောသစ္စာတွေပြောအဲ့တော့တရားဟောတော့တော်တော်လေးမှရှိတဲ့အစိတ်တော်ပါတဲ့လူတွေနောက်တော်တော်လေးမှရီလို့ရတဲ့ခိုးလို့ဒီလိုတွေပိုင်တိုင်းရတဲ့ပိုင်တိုင်းနဲ့ရွှေဝေရနဲ့တောက်တန်ကြတဲ့ရေပေါ်မြောက်နေရတာအယောင်ကြီးကြီးဝရေနဲ့ပွဲစီမံနေဘောအားပါတယ်အဲ့လိုရောင်းတာအောင်သိရတဲ့သူကတော့ဘုရားကမင်းတို့လည်းတော့တဲ့အောင်ပေါ်နေအောင်ထွက်တယ်တော့ဘုန်းကြီးရောကမှဒီဘောပေါ်ပြီးမအတားခံလောက်ပါလေလောက်တာလို့ပြီးသူဟန်ပါပြီမှန်လားသစ္စာလားအဲ့တော့ဘောအားတော့တော့ယူလို့တော့စီးလို့တော့တဲ့ကျွတ်ဘောလားတော့စီးလို့စီးရလားကျေတော့ဘယ်တော့စီးရလားစီးရလားစီးရလားအားရပါတယ်ဓမ္မကြောင့်ဟုတ်တော့ပါဗျာလုံးရအောင်ဝေးတာလူဟောဒီလိုရတဲ့၄50တောင်းတဲ့သူတစုတို့တိုက်ရောက်တယ်တို့တကယ်စစ်မှန်တဲ့ဒီမိုကရေစီနဲ့တရားနဲ့ပြန်ရတယ်အခုအပေါ်ကလူကြီးကပေးတယ်အောက်မှာလည်းချုပ်လို့ရတော့ပြီးတော့ချိုးနေရတာဒါတော့မသိဘူးနော်လူဒီကအုပ်ချုပ်မှုတွေလူရတာဟာဒါကြောင်းတဲ့ခါကတော့တော့ကြည့်လိုက်နော်ပေါ်ကြောင်းရွှေ့ပါလေလိုလိုအဲ့တော့ဒီမှာတော့ချားနေရတော့ကနာမည်ပေါ်ပြောတယ်အဲ့တော့မင်းနိုင်ပြောလို့ပြတာလေဘာလို့ပြတာလို့တာလဲမင်းလာလေဆိုမင်းမအေးဆိုမင်းကြီးဆိုမင်းပြေဆိုပေါ်ခြင်းကအမှန်တရားနဲ့ပြလိုက်အဲ့လိုပြောတာတတိယတော်တော်တော့မဟုတ်တာကိုချိန်ပတ်ပါနော်ဘယ်သူတွေမလို့ကြည့်ပြတခါမလို့တခါပြ